ပါတယ်ဆိုမှာပဲရှားလိုက်တာဟာနောက်ကြတယ်ရောဟဲ့ဒီမှာလေကြောက်ရပေါ့ဟောချလာပြီပေါ့ဟောလေရေးကြည့်တဲ့တကားလေးပြောပြရှိလို့စတယ်အဲ့တော့အေးလေဖုန်းထဲမှာမင်းကရေးကြည့်တဲ့စကားပြောတာရှိလို့ဝါရှိကိုပြန်လာခဲ့ပါဆိုတော့ဟိုကဘာနဲ့ရေးကြည့်လဲလို့ဟိုအလုပ်တွေဖြတ်ပြလာခဲ့ရတာဟောရဲ့ဟောကိုရေးကြည့်တဲ့ကိစ္စပြောမှဆိုဘာပြန်ပြောမှာတော့လဲဟိုလေဝမလေကိုနေရတဲ့စီသွေးလေးရှိနေပြီကိုလေဘာဖြစ်လို့လဲကိုကြီးငါနဲ့ရတယ်ကိုဝင်ရှိနေဟုတ်တယ်လေငါနဲ့ရတဲ့ကိုရှိငါနဲ့ရတဲ့ကိုရှိဝါရဲ့မင်းကိုကြည်စားရင်ကျန်တဲ့ຢာနဲ့ကြည်စားသားမှာကွာဒီလိုကိစ္စမျိုးဆိုတာကြည်စားလို့ကောင်းတဲ့အရာမဟုတ်ဘူးနော်ဝါရဲ့ဟောလေဝါကြည်တော့တာမဟုတ်ပါဘူးကိုလေတကယ်ပြောနေတာသိလားအဲ့လေဘာလေတော်တာကွာတိတ်မင်းမကိုဝင်ရှိနေတဲ့ပဲငါကလက်ထပ်ပြီးမင်းကိုယူရမယ်ပေါ့ဒီမှာဝါမင်းနဲ့ငါနဲ့စပြီးကြိုက်ပါပြီဆိုတဲ့ကမင်းကိုငါကမြင့်မို့တောင်ကြီးလောက်ပဲချစ်တယ်လို့ပြောခဲ့တာဟမ်ဘဝကြောင့်မအယိုးဆိုတဲ့ဒီတူဆုံးမောင်မယ်လို့ကျင်ရဖော်ပြီးရွေးချယ်ခဲ့တာမဟုတ်ဘူးဆိုတာမင်းသိတဲ့နဲ့ကွာမင်းသိတဲ့နဲ့အခုမှမင်းကကုံဝင်ရှိပြီဆိုတော့ဒီမှာဘဝအကောင်းဆုံးအကြံပေးလိုက်မယ်မင်းကုံကိုဖျက်ချလိုက်မင်းကြားတဲ့အတိုင်းပဲမင်းကြားတဲ့အတိုင်းပဲအေးမင်းတို့မိမတွေကဘာလဲဟဲ့ငါမှငွေရှိတယ်ဆိုပြီးငွေလိုချင်တာနဲ့ကျမမှာတော့ကုံဝင်ရှိနေပါပြီကျမမှာတော့ကုံဝင်ကြီးနဲ့ရှင်းနေရတာပါဆိုပြီးမျက်ရည်ကထိုးပြီးငွေတောင်းချင်တာလားဟာလားရုပ်ကတော့အခုချိန်မှာမင်းကပြဿနာမင်းတွေရှုံးလာအောင်လို့ဟောဒီမြိုင်မင်းတို့မျက်လုံးတွေကမိမမာယာဆိုတဲ့မျက်ရည်လက်နဲ့ကိုထုတ်သုံးမှာပေါ့အေးဒီမှာဘဝမင်းတို့ငါသိအောင်ပြောလိုက်မယ်ငါလည်းမင်းတို့ရဲ့တောကျင်တဲ့ထဲမှာကျင်လဲတဲ့သမင်ငယ်မဟုတ်ဘူးနော်ဟေးကြားကွာကြားကိုဝင်ရှိဖြက်လာကြငါ့ကိုလာမပြောနဲ့မကြားဘူးငါတို့ယောက်ျားတွေကိုသူတို့ကလက်ညှိုးတောင်ကောင်းချိန်နဲ့ကျမမှာကိုဝင်ရှိနေပါပြီဆိုတာနဲ့မင်းတို့ဘယ်သူနဲ့ရှာမှမသိတဲ့အဲ့ဒီကိုဝင်ကိုနွားလို့ဖြစ်ကြမယ်ယူမဲ့ယောက်ျားတွေအရင်ခေတ်တုန်းကကြံခဲ့ပြီကွာအခုခေတ်မှာအမျိုးသမီးတစ်ယောက်ကိုငါနဲ့ဖြစ်တဲ့ကိုဝင်ဟုတ်မဟုတ်စစ်ဆေးနိုင်တဲ့မှတ်ညာနဲ့ငါတို့ဥတော်ထဲမှာမန်မုံဒီ30စာလောက်ရှိတော့မင်းတို့မသိဘူးလားကွာမသိဘူးလားဟမ်ဖြတ်ချကုမ္ပဏီမှာအလုပ်ကလေးနည်းနည်းလေးရှုပ်သွားလို့ကြောက်ကြပါလားစိတ်မဆုံးနဲ့နော်ကိုကုမ္ပဏီအလုပ်ကိစ္စတွေရှုပ်နေလို့ကိုကြည့်ပါလေကွာကိုအနှုတ်ညွန့်တောင်းမယ်ဟောမင်းစိတ်ကျင်နေအောင်လို့ပြီးတော့ shopping တစ်ပတ်ပတ်မင်းကြိုက်တဲ့ဝယ်စားတွေဝယ်ကိုအကုန်လုံးဝယ်ပြီးမှာပေါ့စိတ်မဆုံးရင်ပြီးတော့စိတ်မဆုံးပါဘူးမောင်ဟောဒါနဲ့ပါမောင်လေးဟိုဝန်ထမ်းကပြောရရှိတယ်မောင်လေးဝမ်းနာနေဒီနေ့တည်းတော့အစိမပြေတယ်များကိုကိုသူကလည်းညှိုးထိုးပြီးတော့ဆွဲခဲ့တဲ့မင်းနဲ့တွေ့မှာကိုကန်ကောင်းတော့တယ်အဲ့ဝမ်းနာတယ်ကိုပြောတာမောင်သိရဝမ်းနာမှာပါအေးချစ်တကယ်လေးပြန်မယ်နော်နားထောင်နေမှာပေါ့ချစ်ပါလေကိုဝင်ရနေပြီမောင်ရဲ့
ပူဝါမဲ့လို့လမ်းလျှောက်တာများလေဘိုင်ဖောင်းနေလေဖြစ်နေတာလားဟာလားမင်းနိုင်ငံနဲ့ချစ်ခင်ချင်းကြိုက်ခဲ့ရင်းတော့မင်းရဲ့အလိုတူစမတ်ကြောင့်ငါတို့တွေပေါင်းဖက်ခွင့်မရပေမဲ့မင်းနိုင်ငံနဲ့လင်မဲရောင်ပြောက်ခဲ့တာအဲ့ဒါမင်းရဲ့ခွင့်ပြုမှုကြောင့်လေအခုကမှမင်းကိစ္စမင်းတောင်းလို့မဟုတ်ကိုဝင်ကြီးရှိတာကိုအတ္တရှင်ကျွန်တော်ဘက်ကိုတောင်းရပေါ့ငါမယူနိုင်ဘူးမယူနိုင်ဘူး မမလို့ပြောလိုက်တာလေ ကြားတဲ့အတိုင်းပဲ ဒီကုန်းကမောင်းကုန်ဝင်လေမောင်းတောင်ဝင်မျိုးလို့ပြောရှိပါလေ မောင်ကိုဝင်ဟလား တွေ့လေ ဘာနဲ့မကြက်ခင်တွဲကျင်တဲ့အကောင်နဲ့တွဲနွားတယ်စနှုတ်တယ်လို့ချင်းတယ်လည်းမရကြိုးကြိုင်လည်းမရအဖားကြိုးတယ်လို့ပြင်းချင်ရကစုံတက်ပြပြီးတော့ဟမ်ဘိုက်ကြီးကမှငါနဲ့ရတာပါသလိုဒီမှာအေးမင်းရောငါပြောတယ်မင်းရဟောဒီလိန်ပေါင်းလို့ဖောင်းနေတဲ့ဘိုက်ကြီးကိုတော့အဲ့ဒီမှာငွေယူတော့ဖက်ချ ဒီကွေကိုကျမဘာလောက်မှာလဲ ကြိုက်တာတော့တခုတော့ရှိတယ်နော်အဲ့ဒီဘိုက်ကငါနဲ့ရပါကြပါတော့ကွာမင်းဒီနေ့ဒီချက်စားပြီးငါနဲ့မပတ်သက်လေကောင်းနေတယ် ရှင်ကတော့ပြောရရှိမှာပေါ့ရှင်ကဖခင်စိတ်သက်မရှိပေမဲ့ကျမကမိခင်စိတ်သက်ရှိရဲ့ရှင် တော့ကငွေတော့အရေးကြီးတော့ဘယ်နာမှမရှိဘူးကွာ ဒီမှာရှင်ဘလောက်ပဲထက်ချာပြောကျမတော့ဖက်မချနိုင်ဘူးကျမရဲ့ရင်တို့ကျမရအောင်မွေးမယ် ကျိတ်တယ်လို့လုပ်ပါ ဒီမှာရှင်ကိုလေကျမတင်သက်မဖြစ်နောက်ဆက်တဲ့ရှင်မျက်နှာလည်းမကြည့်ချင်ရှင်ဆိုင်လည်းမကြားချင်ရှင်အောင်မောင်းတယ်အော်မိမတွေမင်းတို့တွေကငွေပေးပြန်တော့လေငါပေးတဲ့ငွေများနဲသွားလို့လားမနဲပါဘူးငါပေးတဲ့